Valentine's Day နေ့ကြလို့ရှိရင်ကိုယ့်ရဲ့ကောင်လေးတွေစီကနေကောင်မလေးတွေကဘယ်လိုလက်ဆောင်မျိုးရရင်ပျော်မယ်လို့ထင်လဲဒီဗီဒီယိုလေးထဲမှာကောင်လေးတွေအတွက် Valentine's Day gift idea လေးတွေကိုပြပြပေးပါမယ် Valentine's Day gift idea ဆိုလို့ရှိရင်ကတော့အယုတ်ပန်းစီချောကလက်မုတ်အယုတ်တွေထဲမှာဆိုရင်တော့ဒီလိုမျိုး blind box တွေနဲ့အမွှေးပါရုပ်တွေဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်။မွေးပရုပ်ကလေးလက်ဆောင်ပေးမယ်ဆိုလို့ရှိရင်ဒီတိုင်းပေးတာမျိုးမဟုတ်ဘဲနဲ့ကိုနဲ့ကိုရဲ့ချစ်သူရဲ့ memories လေးတွေပေါ်မှာမူတည်ပြီးတော့မှလက်ဆောင်ပေးရမျိုးလေးတွေဆိုရင်အမှတ်တရလည်းပိုရှိမှာဖြစ်ပါတယ်။ကိုရဲ့ကောင်မလေးကခဏခဏစိတ်ကောက်တတ်တဲ့ဆိုလို့ရှိရင်ဒီလိုမျိုးစိတ်ကောက်နေတဲ့ရုပ်ရုပ်ကလေးပေးလို့လည်းအမှတ်တရဖြစ်မှာပါ။ကိုကောင်မလေးကကိုစိတ်ဆိုးနေတဲ့ရုပ်ကကြောင်စိတ်တူရုံနဲ့တူလိုက်တာဆိုပြီးပြောလို့ရှိရင်ကိုကမင်းနဲ့အတူအမြဲတမ်းရှိကျင်လို့ဒီကြောင်စိတ်တူရုပ်ကလေးကိုလက်ဆောင်ပေးရဆိုပြီးပြောလိုက်ရဲ့ Santa Claus ဘိုးကြီးလိုမျိုးကိုယ့်ရဲ့ကောင်မလေးကိုလိုချင်တာဖြည့်ဆည်းပေးတဲ့ကောင်လေးရှိရဆိုလို့ရှိရင်ဒီလိုမျိုး Santa Claus ဘိုးကြီးရုပ်ကလေးပေးလို့ရပါတယ်ကိုယ့်ရဲ့ကောင်မလေးကကပီဘာရာချစ်တဲ့သူဆိုလို့ရှိရင်တော့ဒီလိုမျိုးကပီဘာရာလေးတွေလဘဘူချစ်သူဆိုရင်တော့ဒီလိုမျိုးလဘဘူရုပ်ကလေးတွေပေးလို့လည်းရတယ်နော်ကိုယ့်ရဲ့ကောင်မလေးကတယ်ဒီဘဲလေးတွေကိုချစ်တဲ့သူဆိုလို့ရှိရင်တော့ဒီလိုမျိုးတစ်ဖက်စာဆိုင်ကလေးတွေကိုပဲပေးချင်တာဒါမှမဟုတ်ကိုယ်ဖက်အိတ်နေရတယ်လို့ feeling မျိုးပေးချင်တယ်ဆိုရင်တော့ဒီလိုမျိုး site ကြီးပေးလို့ရပါတယ်အပဲဆိုရင်တော့ဒီ site ကြီးပေးအရန်ပြောမှာဒီလိုမျိုး couple အယုတ်ကလေးတွေကိုတယောက်တည်းကနေပေးတာမျိုးထက်ချင်းချင်းအပြန်လှန်ပေးမယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ကိုယ့်ရဲ့ Valentine's Day ကို perfect ဖြစ်သွားစေမှာပါ blind box ဆိုလို့ရှိရင်တော့အခုခေတ်မှာကောင်လေးတွေရောကောင်မလေးတွေရောမကြိုက်တဲ့သူမရှိဘူးလေဟုတ်တယ်ဟုတ်အဲ့တော့ Valentine's Days မှာ blind box တွေကိုဒီလို site ကြီးတွေဒီလို site သေးလေးတွေအပြင်ဒီလိုမျိုးအိတ်ကလေးပါပေးမယ်ဆိုလို့ရှိရင်တော့ကောင်လေးပဲဖြစ်ဖြစ်ကောင်မလေးပဲဖြစ်ဖြစ်အရန်ကြိုက်မှသေးကြတယ်အမွှေးဝရုပ်ပဲဖြစ်ဖြစ် blind box ကိုပဲဖြစ်ဖြစ်ရိုးရိုးတန်းတန်းပေးရတာဒီတိုင်းစိတ်ဝင်စားစရာမကောင်းဘူးဆိုလို့ရှိရင်ဒီလိုမျိုးပန်းစည်းလေးနဲ့အတူတူစီးပြီးတော့ပေးမယ်ဆိုလို့ရှိရင်လည်းကောင်မလေးတွေဟတ်တီမှာနော်ကိုကပန်းစည်းတော့ပေးခြင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ကောင်မလေးကပန်းမကြိုက်ဖဲနဲ့မုတ်တွေချောကလက်တွေကြိုက်တဲ့သူဖြစ်နေရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကောင်မလေးကြိုက်တဲ့မုတ်ကလေးတွေကိုရွေးပြီးတော့အခုလိုမုတ်ပန်းစည်းလေးတွေချောကလက်ပန်းစည်းလေးတွေလုပ်ပြီးတော့မှပေးမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကောင်မလေးကကိုယ့်ကိုအရန်နေချစ်သွားမှာဖြစ်ပါတယ်အဖေအခုပြောပြသွားတဲ့ Valentine's Day gift idea တွေကိုဘယ်မှာဝယ်ရမလဲဘယ်လိုရှာမလဲဆိုပြီးတော့အုံနောက်6ခံပြီးတော့စဉ်းစားနေစရာမလိုအောင်လို့တနေရာထဲမှာအစုံရနိုင်တယ်စမ်းကြောင်ဇယောက်ရီလမ်းမပေါ်မှာရှိတဲ့ရွှေဦး Toy Shop မှာအစုံရနိုင်ပါတယ်ကိုယ့်ရဲ့ချစ်သူအတွက်ဆိုင်မှာကိုယ်တိုင်လာရွေးချင်တယ်ဆိုလို့ရှိရင်တော့ရွှေဦး Toy Shop မှာလာဝယ်လို့ရတယ်ရွှေဦး Toy Shop ကလေစမ်းကြောင်မှာတစ်ဆိုင်မကွေးမြို့မှာတစ်ဆိုင်ဆိုပြီးတော့မှနှစ်ဆိုင်ရှိပါတယ် online ကနေပြီးတော့မှာချင်တယ်ဆိုလို့ရှိရင်လည်းမှာလို့ရပါတယ်ရှင် Valentine's Day နေ့အတွက်စီးပွားရှာခြင်းတဲ့သူတွေဆိုလို့ရှိရင်လည်းရွှေယူတိုင်းရှော့မှာလာပြီးတော့အယုတ်ကလေးတွေလက်ကဝယ်ပြီးတော့ပြန်ရောက်လို့ရရင်နော် Valentine's Day မှာကိုယ့်ရဲ့ချစ်သူနဲ့ပျော်ရွှင်မှုတွေအမှတ်တရတွေကိုအများကြီးဖန်တီးနိုင်ကြပါစေရှင်တတား